ကဲတစ်တော့မှရှိရနော်ကိုမင်းမိတ်ဆွေများမင်္ဂလာပါလို့ကိုမင်းပြောချင်ပါတယ်နော်388မှာမရလိုက်တဲ့မိတ်ဆွေတွေနော်ကိုမင်းပါမိတ်ဆွေများတို့တကွက်ကောင်းထပ်ကူညီမယ်388မှာမရလိုက်တဲ့မိတ်ဆွေတွေအတွက်နော်မိတ်ဆွေများပါတကယ်ထိုးရတဲ့ပေါ့တကယ်ပဲဂတိတည်တယ်ဆိုရင်ကိုမင်းမိတ်ဆွေများတို့တကွက်ကောင်းပဲကူညီမယ်နော်အလိန်ညာတော့မလာပါနဲ့နော်ကိုမင်းတို့ဒါပေမဲ့ဖုန်းကိုတိုက်ရိုက်ဆွဲပေးတိုက်ရိုက်ဆက်သွယ်ပြီးမှကိုမင်းကမိတ်ဆွေများတို့တကွက်ကောင်းကူညီလို့ရမှာနော်ကိုမင်းရဲ့ဖုန်းနံပါတ်ကတော့3996829529ပဲဖြစ်ပါတယ်နော်ကိုမင်းဖုန်းနံပါတ်နောက်တစ်ခေါက်ပြန်ပြောပြမယ်နော်ကိုမင်းရဲ့ဖုန်းနံပါတ်ကတော့399682629529ပဲဖြစ်ပါတယ်နော်ကိုမင်းကိုဖုန်းနာဓာတ်ရိုက်ဆက်သွယ်ပြီးဓာတ်ရိုက်ဆက်ရင်မှကိုမင်းကမိတ်ဆွေများတကွက်ကောင်းကူညီလို့ရမှာမဟုတ်လို့ပါနော်ကိုမင်းကိုလေကိုမင်းတကယ်လို့ဖုန်းခေါ်လို့မရလဲကိုမင်းကိုဖုန်းမစိတ်မှလာဟိုင်းပေးထားနော်ကိုမင်းမိတ်ဆွေများတကွက်ကောင်းပဲကူညီမယ်နော်388မှာမရလိုက်တဲ့မိတ်ဆွေတွေအတွက်နော်မိတ်ဆွေများပါတကယ်ထိုးရတဲ့ပေါ့တကယ်ပဲဂတိတည်တယ်ဆိုရင်ကိုမင်းမိတ်ဆွေများတကွက်ကောင်းပဲတတူးကြီးတကွက်ကောင်းပဲကူညီမယ်နော်ပေါက်ပေးစနစ်နဲ့နော်ကိုမင်းကအတင်မလေးမဟုတ်လို့နော်ကိုမင်းကောတူတာနဲ့အပေါင်းလေးနှိပ်သွားအသေးလေးပြေသွားကော်ဖီလေးယူသွားပေးကြပါနော်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေကိုမင်းနားပဲနှုတ်ဆက်ချင်ပါတယ်နော်